ကဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Manchester United နဲ့ Man City တို့ရဲ့ Premier League Round 22ပွဲစဉ်ကိုကျွန်တော်တို့ဘောလုံးပွဲကြည့်မှာဖြစ်ပါတယ်။ Bruno Fernandes ကျွန်တော်တို့တောင်းကမော်ကန်တင်ထားသေးတယ်။ဝဲကြလာအိုးတိုင်းကြီးရုံကြီး Harry Maguire ။အော်တိုင်းကြီး။အော်မကွန်ရရဲ့တိုင်းကြီးမှန်တာရုံကြီး။မလွတ်ဘူးကွာ။အော်ရသေးတယ်ဒိုကူရသေးတယ်ဒိုကူအောက်မှာရှိတယ်ဒိုကူအောက်မှာရှိတယ်ဒိုကူ။အော်ဒိုကူကဘယ်နှဘက်ကုန်တော့မင်းအဲ့နားမှာဝိုင်းဘက်ဒူဝေလုံနေမယ်နှစ်ဘက်လောက်ရှိတယ်ပြီးထိုးလိုက်တာမဟုတ်ကွာ။အာမက်ပဲဆွဲယူလာပြီအာမက်ပဲ3အောင်ကြီးနော်โอเคရတာဘရူနိုဖာနန်ဒက်ရှီကိုကန်တင်ထားတယ်ကောင်းလိုက်တဲ့ pass ကွာအဲ့မှာအဲ့ဘွဲမို့ထဲလဲဝါကောင်းလိုက်တဲ့ pass ကွာမင်းဘရူနိုဖာနန်ဒက်နှစ်ယောက်ကြီးကွာမင်းရပြီဘရူနိုထိုးလိုက်တော့ရှီကိုထိုးလိုက်တော့ပြေးစမ်းအာမက်ဒီယာလိုတယောက်ကိုကြောသွားပြီကိုသမားအာမက်ဒီယာလိုโอ้လူမကြုံမလားနောက်ပြီကွာလူကျွန်းနေကွာကိုသမားတော့ကြောသွားပြီလေကွာမာဒီနဲ့အိမ်မှာလူရှော့ရှိရယ်မာဒီနဲ့ရှီကိုမျောပေးထားသေးတယ်ဘရူနိုဖာနန်ဒက်အလွတ်ကြီးပဲမကြုံဘူးဘရူနိုလောက်ပြရစမ်းဟုတ်သေးတယ်မကြုံဘူးကောင်းလိုက်တာကွာမင်းရလေ2ယောက်3ယောက်လောက်ကိုကွာအိုး what the ကျုံပြန်ပြီကွာအတိတ်ပဲမရှိတာbro ကောင်းလိုက်တာကွာဖိန်ကြီးကမင်းရလေလူကကျုံမြန်ပြီကွာနှမျိုးကောင်းအောင်ကွာကွာငါမှအိမ်ကြီးတောင်ချုပ်ပြီးနေပြီကွာဟာကြည့်ရကောင်းလိုက်တာကွာဒီကိုတည်းတော့ကောင်းသွားပြီမကောင်းတော့ဘူးကွာပြောကမှမကောင်းတော့ဘူးကွာမလီမာဒီနက်စ်ကောင်းလိုက်တာကွာမာဒီနက်စ်ဘလော့သွားတယ်ဘရူနိုဖာနန်ဒက်မကန်နေရှီကိုဖြစ်တယ်မပေးထားသေးတယ်မမိုဒေါ်နယ်လူမကြီးလည်းကောင်းလာပြီလားဟာဘိုင်ချာကီရှီကိုပေးထားသေးတယ်ရတယ်အေးစေးအမမို့ကောင်းသွားပြီခင်ဗျာကောင်းတာပြေးစမ်း4ယောက်ကြီးမှ4ယောက်2ယောက်ပြေးစမ်း4ယောက်2ယောက်ပြေးစမ်းဘရူနိုကောင်းလိုက်တော့ကွာအမမို့ထဲစမ်းမင်းအဲ့လိုချိုးဖို့စောင့်နေရမင်းရလေကိုးချင်နေရကြားလာပြီမင်းရလေnice မင်းရလေ4ယောက်2ယောက်လေကွာမင်းရလေကောင်းလိုက်တာကွာမင်းဘရူနိုပတ်တီကဒီပွဲမှာတအားကောင်းနေတာမင်းတို့ကောင်းနေမင်းရလေကွာကောင်းလိုက်တာကွာမမဘရူနိုကွာမင်းဒီဘက်ဟဲဘက်ကိုခောက်ပြီးတော့ဒီဘက်ကို pass ပေးသွားတာမင်းကြည့်လိုက်ညာဘက်ကိုကွာ direction ပြပြီးညာဘက်ကိုပေးမလို့နဲ့ဘယ်ဘက်ကိုချိုးပေးလိုက်တာတွေ့လား creative midfielder ဆိုအဲ့လိုမျိုးကွာသိလားမင်းကလည်းကိုညာပဲကိုညာတက်ကိုကြိုးပြီးရှိကိုပေးထားသေးတယ်ဒေါကူဂိုးရပြီဟေးဒေါကူကိုညာကောင်းသွားပြီဟေ့အောင်ရေးကိုညာဟာအဲ့မှာyes ဒိုကူနေရာယူပုံကောင်းသွားတယ်ဟဲ့အောင်ကြီးကိုပြန်ပြီမင်းရလေကိုညာထင်းတော့မထင်းမထားဘူးဟဲ့အောင်ကြီးအဲ့လိုကြီးဖြတ်တင်မော်ကြီးလာမယ်လို့ကိုထင်းမထားတာကိုညာကြီးကိုညာဖြတ်တင်မော်ထွက်မင်းဒိုကူကမင်းနီကိုအဝိုင်းနောက်ကနေကိုထွက်ပြီးတော့ပိတ်သွားတာသိလားပြေးဘလူးရတယ်ပြေးစမ်းပြေးအာမပြေးကောင်းတယ်ဟေ့ထဲလိုက်တော့အတိုင်းကြီးအောင်ကောင်းသွားပြီအာမပြေးစမ်းကိုညာပြေးမင်းတို့အဲ့နာဘာလုပ်နေအောင်ပြေးရပြီကိုညာပြေးစမ်းအောက်မှာမဆန်မောက်ပါတယ်ထဲစမ်းမကြုံဘူး no မင်းကလည်းခုမှလူစားဝင်လာတာဟာချက်ချင်းသွင်းသွားတာဟေ့ဘာတော့ဟာကိုကကန်ဆယ်သွားပါဘောဘလို့တော့ဟာကဲကျွန်တော်တို့ Manchester United ကတော့ Manchester City ကို2ဂိုးမရှိဆိုရရလက်နဲ့ပဲကျွန်တော်တို့ Premier League Round 22မှာတော့အနိုင်ယူသွားခဲ့ပြီမြတ် Manchester is red bro ကဲကျေးဇူးအများကြီးတင်ပါတယ်ဗျ